English Melody အတီဆိုဖြစ်ပါတယ်။ကျွန်မက FED Batch 19မှာလေ့လာသင်ယူနေတဲ့သင်တန်းတူတစ်ယောက်ဖြစ်ပါတယ်။ကျွန်မဒီမှာလေ့လာသင်ယူတဲ့ဘာသာရပ်ကိုအပိုင်းနှစ်ပိုင်းခွဲထားပါတယ်။ပထမအပိုင်းကတော့ကိုယ့်ဘဝအကျိုးဖြစ်ပါတယ်။အဲ့ဒါထက်မှသင်ယူရတဲ့အရာတွေကတော့hospitality, message, FED ဆိုတဲ့faith education, lesson plan, non-violent communication and problem solving ဆိုတဲ့အကြောင်းတွေနဲ့ကိုယ့်ဘဝကိုတိုးတက်စေမယ့် general knowledge အကြောင်းတွေလည်းသင်ပေးပါတယ်။ဒီအပိုင်းကကြတော့ကလေးတွေအတွက်ဖြစ်ပါတယ်။ကလေးတွေအတွက်မှာ English ရဲ့ preschool အကြောင်းတွေလည်းပါဝင်ပါတယ်။အားလုံးမင်္ဂလာပါကျမနာမည်ဆာရာလို့ခေါ်ပါတယ်ကျမအခု batch 90 FED တင်နန်းကိုတက်နေပါတယ်ကျမဒီတင်နန်းကိုအမမချင်းမဲ့ရလာခဲ့ပါတယ်အမကဒီတင်နန်းကအရင်ကောင်းတယ်ညစ်ထွက်လဲတင်ယူစရာတွေအများကြီးရှိတယ်ဒါကြောင့်မလို့ကျမကအရင်ကိုစိတ်ဝင်စားပြီးလာခဲ့ပါတယ်ဒီတင်နန်းကိုမလာခင် interview အိမ်လုပ်ခဲ့ရပါတယ်ဒီတင်နန်းကိုရောက်တော့လေဒီမှာတင်ယူစရာတွေအများကြီးရှိတဲ့အတွက်ကျမဒီတင်နန်းကိုဝမ်းသာမိခဲ့ပါတယ်ကျမအခုဒီတင်နန်းမှာဆိုရင်အများကြီးတင်ယူခဲ့ရပါတယ်ဒီတင်နန်းမှာဆိုရင်အင်္ဂလိပ်စာ FED မူဂျူးလေးနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုတင်ယူနေရပါတယ်ဒီနေ့ပြည့်ရဲ့ရွာမှာ3လကလေးတွေကိုစပြပြပြမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ရွာမှာကအခြေခံကလေးတွေပညာရေးမကောင်းတဲ့အတွက်ကျောင်းကြီးမှာပဲပညာခွင့်ရတဲ့ကလေးတွေကိုကျမကစာပြန်ပြပြမှာဖြစ်ပါတယ်။ကျမရဲ့ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ကျမရွာမှာခနုရှိဆိုတဲ့နာမည်လေးနဲ့မူဂျူကျောင်းလေးဖွင့်ဖို့ရှိပါတယ်။ဘာလို့လဲဆိုတော့လေးတွေကပညာရေးမကောင်းဘူးသူတို့ရဲ့အနာဂတ်သူတို့ရှောင်လွှဲရမယ့်ဘဝမှာအကူအညီတစ်ခုပေးချင်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် FED သင်ခန်းစာထဲမှာမူဂျိုပိုင်းဆိုင်ရာကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့မူဂျိုကိုရွေးချယ်ခဲ့ပါတယ်ကလေးတွေကိုချစ်တဲ့စိတ်သူတို့လေးတွေကို view site ပေးပြီးကိုမှရှိတဲ့ပညာရပ်တွေကိုသူတို့လေးတွေကိုဝေမျှပေးခြင်းတဲ့အတွက်ကြောင့်မလို့မူဂျိုပိုင်းဆိုင်ရာကိုရွေးချယ်ခဲ့ပါတယ်FED First Batch သင်တန်းသူ Hazel ဖြစ်ပါတယ် FED သင်တန်းကို2008မှာတက်ရောက်ခဲ့ပါတယ်သင်တန်းကိုလာပြီးတဲ့အချိန်မှာဘော်ရာဆောင်နှစ်ခုမှာ3နှစ်ဆက်ကပ်ခဲ့တယ်3နှစ်ပြီးတော့စစ်ဆယ်ကနေပြီးတော့မှကနုဆောင်ဟုံးမှာဆက်ကပ်ဖို့အတွက်ရွေးချယ်ခြင်းခံခဲ့ရပါတယ်အခြားညီမငယ်တွေကိုလည်းကိုရခဲ့တဲ့အခွင့်အရေးကိုရခဲ့တဲ့ကျေးဇူးတော်တွေကိုကြဝေမျှပေးခြင်းတဲ့အတွက်ကနုရှိစစ်ဆယ်ရဲ့မစ်ရှင်မှာ FED coordinator အနေနဲ့အခုထိဆက်လက်လုပ်ကိုင်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်